소시와 오시네. 니말로 뼈래. 수시와 오이신내서 아얀사 가운데 르뼈데. 아얀사 가운데. 하이. 코노미산노 수시와 오이신내. 소나노. 응? 오카산 퐁. 에이, 오다이네. 노블로블란. 객사 마시부 땡예진. 오케이. 비벼. သမီးရဲ့ ဟဲမေထွက်လာနေလားအစင်းပြေးလား မတို့ထွက်လာပြီနော်ဒီမှာနေဖက် သမီး အမလေးငါသမီးလေးနဲ့တွေ့ရတော့မှမလို့ရင်ထဲမှာဘလို့မှမသိဘူးလာပြီသိလား ဟဲဒီအချိန်ထွက်လာတော့စောမှာပေါ့မေမေတို့လင်းလက်မကောင်တာတော့ဖွင့်သိမှမထင်ဘူးနော် အော်သမီးရဲ့အမေတို့ကလေရင်မစီးဘူးလားတော့ကြာနောက်ကျတာတို့မမီတာတို့ဖြစ်နေမှာဆိုလို့နော်ငါသမီးမာတာတွေအကုန်ပါတယ်နော်အမေအကုန်ယူလာတယ်သိလားအေးငါသမီးမာတာတွေကြီးပဲတဲလာတာ မမေဒါသမီးရဲ့အချစ်ဆုံးတငယ်ချင်းကောင်းဆန်ဝတရှိနောဝရီဝရှိဝနီဟွန်နီကုတတကရဒက် 에이, 소나노. ဟဲတွေ့ရတော့ဝန်တာပါတယ်လို့တွေ့ရတော့ဝန်တာပါတယ်ညမလို့ 민마로. 어때야라 원다바래. 안디 안디. အိုင်ဒီအိုဒီယောက်ျားဘလို့ပြော โอ้ဘာမှလူပဲပြောလိုက်စမ်းပါ အော်အေးငါတူကြီးရဲ့မမလိုပဲပြောလိုက်တော့မယ်တွေ့ရတော့ဝမ်းသာတယ်နော်တွေ့ရတော့ဝမ်းသာတယ်အေး ကလေးတို့ကဂျပန်သွားမှာလားဟုတ်တယ်ဟိုသမီးကဂျပန်မှာကျောင်းတိုင်အလုပ်လုပ်တာ9နှစ်ရှိပြီငါတို့ကဟိုမတွေ့ရဆို3နှစ်ရှိပြီနော်အဲ့ဒါကြောင့်သူကအကုန်စီစဉ်ပေးတာအဖေနဲ့မေကိုတွေ့ရင်လို့တဲ့မလီဝေစားတွေရော ဂျပန်လိုတွေ့ရတာဝမ်းသာပါတယ်ဘယ်လိုပြောလဲအင်္ဂလိပ်လိုကတော့ night to meet you တဲ့ အဲ့ဒါတော့မသိဘူးဟိုဂျပန်ရောက်မှာပဲမေးလာခဲ့မယ်ငါတူရေ ဟုတ်ကဲ့ဦးလေး ဝန်တာလိုက်ကြမေသမီးမနှက်ဖြတ်နေကမစောင့်နဲ့နော်ပြောင်းမေသမီးပြောင်းဘလို့ဝတ်ထားလဲပြောင်း အေးဒီမှာသမီးဝယ်ပေးထားတဲ့အတိုင်းပဲ မေဖေပုံပေးလိုက်ပါအောင်ဖုန်းပေးလိုက်ပါအောင် အော်အေးဖေးရေဒီမှာရှင်သမီးကပြေရောပြောချင်လို့တဲ့ပြောလိုက်အောင် အေးပြောသမီး ဟေးဖေဘလို့ဝတ်ထားပြောင်းသမီးပြောင်းဘလို့ဝတ်ထားလဲလို့ အော်ဒီမှာဗျာငကတိုင်းကုတ်အင်းကြီးဗျာဝတ်ထားတယ် လေစိတ်ကိုဆင်းမစတိုင်ပေါ့ဖေ ဦးလေးကနေရတက်လာတာပြောတာဝတ်ထားတော့အလန့်ပြာလုံးဝမထင်ရဘူး ဟိုဘယ်တရားမအောင်ငါတို့ကဂျပန်သွားမှာလေနိုင်ငံခြားကိုသွားမှာနိုင်ငံခြားကို ခေါ်တော့ဝတ်တရှိနောဝတ်တစန်ဒယောငါရဲ့အဖေ 에이, 소나노. 떼야라 원다바래. 모모산. 비. အဖေနမအဝလူဆန် 안게 룰루산. ဟိုင်ဖေသမီးတငယ်ချင်းတော့စနေရတွေ့ရတာဝန်တာပါပဲ 떼야라 원다바래. 소시도 와다데스. ဟမ်အဖေဘေးရဘသူကြီးလဲတဲ့တငယ်ချင်းကမေးနေ တက္ကစီဆရာပါသမီးရဲ့အတိမိတ်ဆရာ၄ခွင်းကိုကားငါပေးတာ9000တဲ့။အော်သူလေးကတော့မရှိုးကြပါဘူး4000ပဲတောင်းတာ။တဘောကတော့ကောင်းတယ်သမီးရဲ့ငါတို့မင်းပုံလေးပြလိုက်အောင်။မတူငါတို့လေးဟိုအပြန်ကြရင်ဦးလေးကိုဖုန်းနံပါတ်လေးပေးနော်။ငါတို့ကားနဲ့ပဲဦးလေးကပြန်ပါဗျ ဟုတ်ကဲ့ဦးလေးဟုတ် ။တဘောကြတယ်အဲ့လိုစိတ်ရင်း အော်တက္ကစီဆရာတဲ့အရန်တဘောကောင်းတယ်တဲ့အဖေနဲ့အမေကို airport ကိုဇင်းနဲ့လေးနဲ့လိုက်ပို့ပေးတယ်လို့ပြောတာ 뻑 가오네. အတဲဟိုင် 데스시야. 저거든. အော်ချောတယ်အဖေဘာမှစိတ်မပူနဲ့နော်သမီးလာကြုံမယ်မနေ့ကညသမီးလာကြုံမယ်လင်းရဲ့အကြာကြီးစီးရလဲဘာမှစိတ်မပူနဲ့သမီးလာကြုံမယ်နော်ဖေသမီးမာတွေပါမလားသမီးမာတွေပါတယ်မလားလာကြုံမယ်ဖေလာ သမီးကပြန်စမ်းပါလေမိမရဲ့ပြီးအခုပြန်လာတော့မှာဦးလေးပစ္စည်းတွေတခြားဆုံးမစစ်ကြည့်အောင်နော် ဆုံးနေ ။ဆိုနေ ဟုတ်ကဲ့အဲ့ဒါသွားပြီနော် အေးက ဟုတ် အဲ့ကစားနေမှာလေဆိုမစောင့်နေခမင်းနေအေးကုန် ဟာဘာလို့စောင့်နေရတော့မိမကစားနေတာမဟုတ်ယောက်ျားလေးစိတ်ကိုပုတ်ပြီးတန်းပြန်လာလို့ပဲဒီတေကြမှာတားပြီးတော့လေအဲ့လိုပတ်ဖို့ခိုင်းလို့ကြာသွားတာရောက်ဒီမှာပတ်စံခက်ဆောင်ကုန်တော့မှရင်အဲ့ဒီမှာပဲ gas ဖြစ်နေတစ်ခေါက်ထွက်လိုက်တော့နော်ဟိုမှာလည်းအားကုန်တော့ အားကုန်နေလားဒီမှာတွေ့မယ်လေခမင်းလည်းမစားနိုင်အောင်အင်းနေမိမပြန်တွေ့ပေးမယ် ဘယ်မနှွေးနေပါနဲ့မိမလည်းဒီတိုင်းပဲစားပါမရပါတယ်မိမပြင်မနေမှာ စားတဲ့စားနော်ယောက်ျားဒါဘူးအိတ် ဟုတ်လေဘယ်ဟိုင် ဘယ်ဟာမှလဲရှင်းကားဘွားတွေ့လို့တဲလာတာဘယ်ဟာမှအိတ်လေကျမမညာနဲ့နော် ညာမဟုတ်မိမရဲ့ဒီမှာဆွဆွစီးတဲ့ကိုကခေါင်းထဲမှာစီးတာအိတ်မပေါပါဘူးအေးဒီစိတ်ကိုသွားရဲဦးလေးတို့နေမှာကြံခဲ့တာနေမှာဟာအဲ့တော့ဖုန်းလေးစက်တက်ခေါ်တာနေမှာပြန်ခေါ်ရကြလည်းမရဘူးဘယ်ချင်းရှိလဲမသိလားမသိ လုံမီတော့မှလဲညာပဲမိုးချုံနေတော့ပြီ ဘူးရေးကြည့်ပစ္စည်းလားမသိတော့ကွာတော့လည်းခတ်ထားတယ်
ဟိုညတော့လုံးနှိပ်ကြည့်လိုက်လေပွင့်တော့လဲကြည့်လိုက်ပေါ့မပွင့်တော့လဲသူတို့ပြန်လိုက်ပြီးလို့ရပဲဟာကောင်းမွန်ပဲကြီးတွေယောက်ျား နိုင်ငံရသူတမျိုးစားသိချင်လို့ထည့်လာနေမှာ ဒီမှာပဲတော့မယ်တော့ဟာ ဂျပန်သွားတာ ဂျပန်သူတို့ပြန်လိုက်မဟုတ်နဲ့တိတ်ကုန်ကုန်တော့မှလေ အဲ့ဒါဘယ်လိုကြလဲ ဟောကောင်းမွန်ပဲကြီးဒီတိုင်းဝယ်စားနေရပဲကျမတို့လည်းစားလိုက်ရုံပေါ့သူတို့ပြန်လာလို့ဆက်သွယ်ရင်လည်းပြန်ဝယ်ပြီးလေဝယ်ပြီးတော့ယောက်ျားရဲ့ဟုတ်ဘူးလားကိုယ်တမင်ယူထားမှာမဟုတ်တာ ဟာကိုလင်းတို့ကာကြီးရက်ထားတနေ့လုံးမထွက်ဘူးလားမသိဘူးနော် လာဟိုမှာသူတို့အိမ်ရောက်တော့ပတ်ဆက်စုอ่ะ ဟောကြည့်အောင်လား ဟာကိုလေးရှင်းမှာကားကြီးတွေ့လို့တောက်ပြောက်ပဲလေ ဟုတ်တယ်ဒီမနက်ကပြန်မှန်းသွားတယ်ဒီနေ့ညနေနားမယ်ဆိုပြီးနားနေ ကောင်းမွန်ပဲကိတ်တွေအများကြီးပါလား ဒီမနက်ကခီးတယ်တယောက် တော့တကယ်ခရီးရောက်မဆိုင်မကွေးရမျိုးတွေကကောင်းမွန်ပဲကြီးစားစီခြင်းလို့ဆိုပြီးပို့ပေးလိုက်တာအဲ့ဒါ လက်ကေကြီးနဲ့ထည့်ပေးလိုက်တာပေါ့ လက်ကလေးလိုချင်တယ်လို့ပြောလိုက်ပြီးတာအဲ့ဒါလက်ကေအိမ်နဲ့ကောင်းမွန်ပဲကြီးတွေထည့်ပေးလိုက်တာအဲ့လို မင်းရနေတော့နော်လက်ကေကြီးနဲ့ ဟုတ်တယ်အခုတို့ဆိုင်ရောက်ခဲ့တာလေတော့တိုင်းရဲ့ ဒီနေ့ကလေးကစားဟောင်းပြီးတော့ပါအောင် โอเคဟာ ကလေးက3ယောက်ဆိုတော့3လုံးယူသွားလိုက်မယ်နော် ဒီသားရတယ်ယူသား မင်းကဘာလို့မနိုင်ပြောချက်ပြောလိုက်တာတော့ ဘာလို့လဲကိုပြုံးမိမဆက်ဆက်ဆူဆူနဲ့တက်ပေါ်တယ်မှာကြီးတဲ့အိမ်ကရှောက်ပြောနေမှာပေါ့ချင်းရလဲ ကောင်းတယ်တော့ မင်္ဂလာပါရှင်ကျမတို့အရန်စိတ်လှုပ်ရှားနေရတာအဖေနဲ့အမေနဲ့တွေ့ရဖို့2နာရီခွဲလောက်ပဲလိုတော့ပါဘောနော်ခဏနေကျမလေစိတ်ဆင်းပါမယ်အဖေနဲ့အမေကိုတက်ကြွပါမယ်အဖေနဲ့အမေနဲ့မတွေ့ရဆို3နှစ်ရှိပါပြီကျမစားချင်တာတွေရောကျမလိုချင်တာတွေရောအများကြီးမှာထားတယ်ပြီးရအဖေနဲ့အမေနဲ့တောက်လျှောက်ဗီဒီယိုကောလေးကိုလည်းကျမဗီဒီယို record ယူထားပါတယ်သမီးမကောင်းမပဲကိစ္စကျင်လို့တခြားဟာတော့သမီးမမအောင်ဒီလက်ကကတလုံးလေးတည်ခဲ့ပြီပါအကျော်ဘလော်ဒီပါမမသောက်ကောင်းမပဲကိစ္စဆောအဲ့ဒါတော့မလေးမငုံနဲ့အဲ့ဒါတော့မလေးအမေစားကျင်လို့ဘိုက်ဆိုင်စားအောင်ဆိုအိတ်ခဲထဲလာလို့ပါလာတာညိဖေပေါ့နော်လက်ကစ်တွေကကားနောက်ဖို့မဆန်းတော့လို့သူ့ရှေ့မှာမဟုတ်လက်ကစ်လို့ထားလိုက်ပါတယ်တခါတည်းကြံခဲ့လေ ငါပတ်စိုးကိုပြောမှဆိုးလို့ပေါ့ဟာတမိစီမလားမ ရှင်းကအုံးနဲ့ကမကောင်းတာ အနည်းတရီပဲလေငါပဲရဆိုလေ နင့်အတုံးမကြလားနင့်စီသမားကဘောင်းပြန်မဆက်ဘူးလားတော့မှဆက်ပိတ်သွားတာအဲ့တက်စီသမား တစီစမတော့ငါနဲ့အပြန်ကြတွေ့အောင်မဒင်း ကြည့်တော့ရှိုးပုံရှိုးလက်နဲ့လကားရအချောင်းလိုချင်တဲ့ဟာ ရှိသေးလားကောင်းမွန်ပဲကိတ်အရင်စားကောင်းလေအိုးရှင်နေ ပုံပြီး ရှိသေးလားတဲ့နင်း မရှိတော့ဘူးငါသမီးတောင်ထုံးတော့ပဲစားတာတော်တော့နေ ဘာပြောတာလဲ တော်တော့တယ် ဟောတော်တယ်လို့ပြောတာအိုင်ကတော့ကစားမှာ မင်္ဂလာပါချစ်တို့ရေဒီနေ့ဒါဖေးနဲ့မေကြီးဒါဂျပန်ရောက်တယ်ပေါ့နော်တော့ကြိုလာတယ်မနက်ကကျမတို့ဒီဗီဒီယိုအစပျော်ရွှင်ရွှင်လေးဒါမိသားစုဆုံးတာ3နှစ်ပေါ့နော်မေတော့အဲ့တင်မလို့ဟောက်လေအိမ်မကြာအကျိုးမေဘယာကျိုးတယ်ဘလက်ချောင်းတွေပါမလုံးနဲ့သမီးကိုကောင်းမွန်ပဲကိတ်ပဲယူလာပေးဆိုအဲ့ရပဲမာတော့ဟမ်ကြာ ခက်ကနေပြီးတော့မလား ဟုတ်တယ်လေ ကိုလင်းကလည်းမိတ်တီလာပါ ဟုတ်တယ်လေမိတ်ထင်တာ အဲ့ဒါဘဲကမကွေးရအမျိုးရှိလို့တော့ မသိဘူးလေအဲ့ဒါတော့ ဟဲ့ဒီမှာဟမ်ချာကမွန်ပဲကိတ်ကိုလက်ကေလိုက်ကြီးတက်စီနာကိုပါသွားတာပြန်မပေးဘူးနော်ဖြစ်ချင်တော့ကန်ကောင်းချင်တော့နော်သူတော်ကောင်းနမအဲ့ဒီဗီဒီယိုကိုဖိနေမိနေဗီဒီယိုအမတရား recording ယူထားတာအဲ့လူရုပ်ကြီးကိုတိတ်ချာရိုက်ထားတာပြမယ်ချစ်တော့ရေဒီမှာပါခဏနေရပြသွားတယ်သူ့ရုပ်ပါပဲအမေကဖုန်းဆက်တယ်မလားဖုန်းဆက်တာလုံးဝမကိုင်းဘူးဆက်ပါပိတ်သွားတာထင်တယ်သိတယ်ဆိုတဲ့အကြောင်းဖုန်းဆက်ပြီးပြောလိုက်အောင် ငယ်ဟုတ်ဒီမှာ ပြုံးမိမမပေါ့ငါတင်းတုံလို့မပေါ့ ဟယ်လိုခိုင်နင်တို့အမျိုးလေးမကွေးရနေကောင်းမွန်ပဲဂိတ်တွေပို့လိုက်တယ်ဆိုတဲ့အကြောင်း ဘယ်မကွေးလဲ လိုင်းပေါ်မှာတက်နေလို့ကြည့်လိုက်အောင် ဒီမှာပါဒီမှာကျွန်မဗီဒီယို edit လုပ်ပြီးဒီနေ့မှဒီမှာတူပဲသူ့ကိုတင်ထားပေးပါတယ်
သူ့ရုပ်ပါပဲမှတ်ထားကြပါနော်ကျမအရင်စားကျင်လုံးနဲ့ကောင်းမွန်ပဲခက်တဲ့ခိုင်းတာစားနိုင်ပါစေညိုကြနိုင်ပါစေဒါပဲပြီးတော့ကောင်းမွန်ပဲကိတ်တွေမကဘူးဟိုပတ်စံပါသွားပါတယ်ဟို8သိန်းပတ်စံပါသွားတယ်ပါသွားပါတယ်ညိုကြနိုင်ပါစေ